ကဲဘလို့လဲအဆင်ပြေကြရလားဟုတ်ကဲ့ဂျာကြီးအဆင်ပြေပါရဲ့ပြေပါတယ်ကိုပထမတော့ဒီလုပ်ကိုဝန်ထမ်းအသစ်ခန့်ပြီးတော့ခိုင်းမလို့ပဲကွန်ပျူတာနဲ့ပတ်သက်ရင်ဆိုတော့ hardware ဘိုင်းလား software ဘိုင်းလားဘာကြီးအဲ့တော့မလီအောင်ပါလို့ပါ reset ချရဒါပေမဲ့အကြောင်းမျိုးကြောင့်ဘလို့မှအဆင်ပြေတာကြောင့်ညီတို့ညီမတို့နှစ်ယောက်ပဲပေါင်းပြီးတော့ဒီသတင်းလေးတွေကိုဘာသာပြန်ရေးစေခြင်းတယ်ဟုတ်ရတယ်ကိုနောက်ပြီးတော့ညီတို့နဲ့တွဲလုပ်ဖို့အတွက်ဟိုဒီဇိုင်နာတယောက်လည်းခေါ်ထားတယ်ဒါပေမဲ့အဲ့ကောင်အခုဒီ line ပေါ်တက်မလာသေးဘူးဟုတ်ရပါရဲ့ဒါပေမဲ့ဘာဖြစ်လို့လဲညီမမဟုတ်ပါဘူးညီမကတည်ရဲ့အပိုင်းမှာအတွေ့အကြုံမရှိဘူးလေပြီးတော့တွဲလို့ရမယ့်သူကလည်းတွေ့ရလို့ ਨੇ ပေါင်းသေးဆက်ဆံရေးအရင်ကောင်းတာဆိုတော့ညီမလိုက်မမီအားနာစရာဖြစ်ကုန်မှာဆိုလို့ပါဒါကတော့တိတ်ပြီးစိတ်ပူစရာမလိုထင်ပါတယ်ညီမပုံပုံကိုရန်လည်းကိုယ့်ကိုစကားလာပြောရလို့နေကောင်းကောင်းမွန်ပြောတတ်နေရပဲအခုလိုမျိုးအလုပ်တွဲလုပ်ရမယ်ဆိုတော့မှအဆင်မပြေဘူးဆိုတာတော့ယုံကြည်မရှိပါဘူးဒီမှာကိုနေရှင်ခင်မရင်းလေးလို့ပြန်ပြောရဲ့အဆင်ရလေ line မော်ကတွေ့ရလို့ပုံ like safe နေရဲ့အဆင်တော့မဟုတ်ဘူးပေါ့လုပ်ငန်းလိုအပ်ချက်ရတော့ celebrity account တွေကို follow လုပ်ထားရပဲလေဟုတ်တယ်မလားဂျာကြီးဂျာကြီးက model ကောင်မလေးတွေပဲ follow လုပ်ခိုင်းတာပေါ့ကောင်းလေးမပါဘူးလားအဲ့လိုတော့လည်းမဟုတ်လေဒါပေမဲ့ဂျာကြီးခဏလေးညီရောညမပါနော်ညီတို့ပြောနေရင်လည်းပတ်သက်ပြီးတော့အခုနားမလဲဘူးဒါပေမဲ့အခုအကိုလိုချင်တဲ့ content อ่ะကွာwork from home ကာလမှာချစ်သူသမီးသားရဲ့ຢာမှာရှိတဲ့ကိစ္စလေးတွေအဲ့လေးနဲ့ပတ်သက်ပြီးတော့ကို sketch လေးတစ်ခုလောက်ရေးပေးသေးခြင်းတယ်နော်ပြီးတော့နောက်တစ်ခုကအဲ့လိုအကြောင်းမျိုးထက်ဆိုင်ရင် motivation တွေတင်တာပုံမပေါက်လားကောင်းနေကြကြီးအဲ့ဒါကိုပဲရေးခိုင်းလိုက်ဟိုသူ့ကိုလေချစ်သူတယောက်တည်းတည်တဲ့တာဝန်ကြီးဝတ်တရားရေးခိုင်းလေလေအောင်မြင်မယ်မထင်ဘူးနော်အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့အကိုကနည်းနည်းပါတော့အကိုက guideline ပေးမှာပေါ့ဒါပေမဲ့ညီမတို့ဘက်ကရောဘယ်လိုမျိုးလေး idea ရှိလဲအခုအရင်ဆုံးပြကြည့်ပါလားဂျာကြီးရဲ့ပထမအချက်ဆိုရင် LDRS ဖြစ်နေပေမဲ့ယောက်ျားလေးဘက်ကကိုချစ်သူကို surprise တွေပါ delivery နဲ့လှမ်းပို့လို့ရကြောင်းပေါ့ဂျာကြီးယောက်ျားလေးကြီးကအလောက်ကင်မကောင်းလို့ဖိုင်ပြတ်နေရဗျာမိန်းကလေးကနားလေပေးတဲ့နဲ့ဆိုတဲ့အချက်ရောဂျာကြီးမိန်းကလေးဘက်ကလေပတ်စံအောင်မဟုတ်ဘဲနဲ့သူရဲ့တိတက်တဲ့စေတနာလေးကိုပဲလိုချင်တယ်ဆိုတာထည့်ရေးတင်တာပေါ့နှစ်ယောက်လုံးပြောရတဲ့အချက်လေးတွေရောကောင်းပါတယ်ဒါပေမဲ့ personal feeling လေးတွေတော့နည်းနည်းလေးလျှော့ပေးပါလားဂျာကြီးကအင်တာနက်ဖိုးတော်ဖိုင်ပြတ်နေတဲ့အချိန်မှာစိတ်နာစွာပြဖို့ခက်တယ်လေဂျာကြီးယောက်ျားလေးဘက်ကလေအမြဲတမ်းဖိုင်ပြတ်နေရဆိုတာတော့ယုတ်တိမရှိဘူးနဲ့တူတယ်ဟာသူတို့ရောကလာသာရှော့ထားရင်တော့ရှိရပေါ့နော်ဂျာကြီးဟေ့ရအင်တာနက်ဖိုးမရှိတဲ့သူရဲ့ left react တရားကိုဘာလို့နေရာတကာမှာမြင်နေရတာလဲအဲ့ဒါအနုပညာကိုလေးစားတာကွာတရုတ်ပြည်က TikTok လှမ်းစောပြတာရောအနုပညာဖြစ်သွားတာလားညီတို့ညီမတို့နေကြတော့ညဘက်ဗီဒီယိုကောပြောမယ်ဆိုအမြဲတမ်းမအောင်ညင်းနေရလေဟဲ့အဲ့ဒါနေ့ရုံကအလုပ်တွေအများကြီးပေးရလို့ငါမှညအထိအလုပ်လုပ်နေရတာလေအေးပါအလုပ်ဆိုလည်းအလုပ်ပေါ့ဒီစကားကိုမိမလို့မိမရလားမပြောနဲ့နော်မိမလို့မိမရဆိုတာဘာလဲမိမလိုချင်တာနဲ့မိမရလားစကားကိုလာကတ်မပြောနဲ့အဝေးကြီးပဲလားအနေသားကြီးအေးနင်းနဲ့ကအပြစ်မှာပြောမယ်လာခဲ့ညီတို့ညီမတို့နေဦးလေโอเคကြိုက်တယ်ဖုန်းမေထည့်နေလို့နောက်ကြပါမင်းအခုချိန်မှာဘာလာလောက်တာလဲ